ဆိုင်ကန်စုမသိမင်းတို့ကငါ့ကိုလူတက်ချင်းစိတ်ပေါင်ပဲလာစွာနေကြတယ် နင့်ကိုခိုင်းစားပြီးတော့မตาစရိတ် မပန်းခန့်တော့တော်တော်လေးပြန်ကောင်းနေပြီပဲ လာရမီဒီမပန်းခန့်ကျမနာမည်မပန်းခန့်မဟုတ်ဘူးကျမနာမည်ဘယ်လိုပါလဲဆရာကျမနာမည်ဘယ်လိုလဲကျမဘာဖြစ်လို့စိတ်အောင်ရောက်နေရလဲ မပန်းခန့်ကကလေးမီးဖွားရင်သွေးသွန်လို့ဆေးရုံရောက်လာလေမမှတ်မိဘူး ကျမကလေးမိပွားတယ်ဒါနဲ့အဲ့ကလေးဟာ ဒုကလေးကမွေးကလေးကအသက်မပါတော့ဘူးမပန်းခဲ့ရေ အဲ့ဒါကြောင့်ရန်သားကြီးတင်းနေတာနေအောင် ဒါကလေးနိုးမတက်ရတော့နိုးချောင်းတွေပိတ်ပြီးနားနေရလေညှစ်ထုတ်ပြရမှာ မပန်းခန့်အခုမှတ်မိပြီလားဒါမပန်းခန့်ရဲ့ယောက်ျားကိုသက်စင်လေမပန်းခန့်တော့ကမင်းစုစွာမနေကြလားမှတ်မိတယ်မဟုတ်လား ဒါနဲ့ကလေးအိုင်းလူနေရလား မပန်းခဲ့ရေငါနေလင်လေဟာခလေးကငါနဲ့မရလို့ဘယ်လင်နဲ့ရရှင်သေးရတော့ ကိုမနှက်ပြန်ရောက်မယ်အဲ့မှာဘာမှမထူးကြဘူးလား ဟမ် ခုတော့ထူးကြတယ်ဒါပဲလေလေးရှင်နေဖွားတစ်မျိုးထင်တယ်